ချစ်ခင်လေးစားအပ်ပါသောမဲဆန္ဒရှင်လူလူကြီးခင်ဗျာကျွန်တော်ကတော့ခေတ်သစ်ပြည်ထောင်စုပါတီအလုပ်မှုဆောင်ကော်မတီဥက္ကဋ္ဌဦးအောင်တန်းဖြစ်ပါတယ်ကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီသည်ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်14ပါတီဤပါတီတစ်ပါတီဖြစ်ပါတယ်မိဘပြည်သူများအားလုံးရင်ထဲမှာရှိနေတဲ့ကိန်းအောင်နေတဲ့ဒီမိုကရေစီရေးပြင်းပြဆန္ဒပြည့်ဝကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါသည်မဲဆန္ဒရှင်လူလူကြီးခင်ဗျာကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီရဲ့မူဝါဒလုပ်ငန်းလာစဉ်မတင်ပြမီအရေးကြီးတဲ့အကြောင်းနှစ်ချက်တင်ပြမှာဖြစ်ပါတယ်ပထမအချက်ကတော့လာမယ့်8ရက်17လ2015နေ့ကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာ1948မှ1962အတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမျိုးတွေနဲ့လည်းမတူပါဘူး1962ခုမှ88ခုအတွင်းရွေးကောက်ပွဲမျိုးတွေလည်းမဟုတ်ပါဘူးယနေ့ရွေးကောက်ပွဲဟာပါတီစုံစနစ်သို့အမှန်အကန်ကူးပြောင်းရောက်ရှိရေးစနစ်ပြောင်းခေတ်ပြောင်းရွေးကောက်ပွဲကြီးဖြစ်ဖို့ထူးခြားအရေးပါလာတဲ့ရွေးကောက်ပွဲကြီးပဲလို့ဆိုပါရစေယခုရွေးကောက်ပွဲသည်လွတ်လပ်ခွင့်နဲ့ဒီမိုကရေစီအတွက်သေရေးရှင်ရေးတမျှအရေးကြီးသောပြည်သူ့စန္ဒပြပွဲကြီးဖြစ်ပါတယ်1962ခုဒီမိုကရေစီစနစ်ပြတ်သုံးသွားပြီး2008ခုနှစ်ဒီမိုကရေစီစနစ်ပြန်လည်အစပြုခဲ့တဲ့အချိန်2010ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပခဲ့တဲ့အချိန်ထိဖြတ်သန်းလာခဲ့ရတဲ့အချိန်မှာပြည်သူလူထုတရားလုံးယဉ်နှစ်အောင်မြည်တို့ခံစားခဲ့ရတယ်ဆိုတာမြန်မာနိုင်ငံသားအားလုံးသိရှိခံစားခဲ့ပြီးဖြစ်ပါတယ်သိရှိခံစားရတဲ့ဘဝကလွတ်မြောက်အောင်လှုံ့ဆော်ရမယ့်အချိန်ကြိုးစားရမယ့်အချိန်ယနေ့ရောက်ရှိလာပါပြီယဉ်နှစ်အောင်ခံစားခဲ့ရလို့ဖြစ်ချင်တဲ့စန္ဒနိုင်ငံသားအားလုံးရဲ့ယဉ်ထဲမှာကိန်းအောင်နေပါတယ်အဲ့ဒီ hidden desire ဆိုတဲ့စန္ဒကြီးကိုထုတ်ဖော်ပြသကြဖို့အချိန် turning point တစ်စစ်ချိုးအကွေ့ရောက်ရှိနေပါပြီတမတော်အပိုင်းကိုပြောကြပါတယ်လူမှုရေးဘာသာရေးသာသနာရေးနိုင်ငံတော်ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ကြတဲ့အသက်ဆွန့်ပြီးတော့နိုင်ငံအတွက်အလုပ်လုပ်နေကြတဲ့စစ်ကောင်းဆောင်တွေတမတော်သားတွေအသက်ဆွန့်ပြီးရှေ့တန်းတိုက်ပွဲမှာဆင်နွှဲနေကြတဲ့တမတော်သားတွေတမတော်ကောင်းဆောင်တွေသူတို့ကဟိုမှာတိုက်ပွဲဆင်နေတော့ဒီကတခါဘာဖြစ်သွားမှန်းကိုမသိကြပါဘူးဆွန့်လွတ်လိုက်ရတာတွေပြန်လာတော့မရှိတော့ပါဘူးအဲ့ဒါမျိုးတွေအများကြီးပါသူတို့ကိုယ်တိုင်လည်းအသက်ဆွန့်သွားလို့ဒီကမုတ်ဆိုးမတွေဖြစ်သွားပြီးကြံရစ်တာတွေခြေထောက်တွေပြတ်လက်တွေပြတ်မျက်လုံးတွေကန်းနိုင်ငံအတွက်ဆွန့်လွတ်လိုက်ရတာတွေအားလုံးမြင်ကြသိကြပါတယ်ပြည်တော်စုကြီးကိုကာကွယ်နိုင်ရေးအတွက်ရှိတတ်တဲ့အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ကမ္ဘာအဆင့်တန်းမီတမတော်မြမတမတော်တစ်ခုမဖြစ်မနေလိုအပ်တယ်လို့ခေတ်သစ်ပြည်တော်စုပါတီမှခံယူပါတယ်ယနေ့တမတော်သည်မိဘပြည်သူများရဲ့ယဉ်နှစ်သီးရာသားသမီးများနဲ့ဖွဲ့စည်းထားတဲ့တမတော်အမျိုးကုံငိုချစ်မြနိုးတဲ့ဂုံမာနရှိတဲ့တမတော်မြန်မာနိုင်ငံသားအားလုံးတည်းကမြန်မာနိုင်ငံသားများဖြစ်ကြပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းသောလုံခြုံသောညီညွတ်သောနိုင်ငံဖြစ်ရေးဒီမိုကရေစီမြန်မာနိုင်ငံတော်ဖြစ်ရေးဒီမိုကရေစီစနစ်ကိုချီတက်ကြရမှာပြည်သူလူထုနိုင်ငံသားအားလုံးနဲ့အတူညီညွတ်အတူချီတက်ပြီးမြန်မာနိုင်ငံရဲ့အနာဂတ်ငြိမ်းချမ်းသောလုံခြုံသောညီညွတ်သော peace security and unity မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ကြဖို့ရမှာမြန်မာတပ်မတော်ကြမ်းနေလို့မဖြစ်ပါဘူးမြန်မာတပ်မတော်ကိုခြံထားလို့လည်းမရပါဘူးမိဘပြည်သူနဲ့တသားတဲ့တစိတ်တဲ့တဝမ်းတဲ့လက်ရည်တစ်ပြင်းဒီလက်တွဲလှုပ်ဆောင်ကြဖို့လိုအပ်ပါတယ်ခရိုနီလို့အမိတက်ခန်းရသူများအနေဖြင့်ကိုကဘီလီယံမီလီယံလောက်ချမ်းသာနေကြပါတယ်ကြောင်းမနေတဲ့ကလေးတွေဆေးမကုနိုင်တဲ့ပုံကိုယ်တွေကိုကလေးတွေပညာရေးတွေဝေပေးပါဆေးလေးတွေဝေပေးပါနိုင်ငံသားအများကြီးဆင်းရဲခြင်းဖြစ်နေကြပါတယ်ဖြစ်နေကြတဲ့ပုံကိုယ်တွေများနေကြပါတယ်
တနအင်အားကြီးမားသူတွေကဝေနိုင်မှtension တွေလျော့လာမယ် fighting conflict တွေလျော့သွားမယ်နာလုတ်ပေးနိုင်ရင်အရာရာကိုအောင်မြင်မှာဖြစ်ပါတယ်ပေးကမ်းဆွန့်ကြဲခြင်းနဲ့ပတ်သက်တဲ့အလှအပတွေကိုသင်ယူလေ့လာကြပါလက်တွေ့ဆောင်ရွက်ကြပါဆင်းရဲမွဲတေနေကြတဲ့နိုင်ငံသားတွေလူတွေကိုများကြည့်ပြီးတော့မီလီယံနာတွေဘီလီယံနာတွေကဝေငှနိုင်တဲ့စိတ်ဓာတ်တွေမွေးကြပါရလာတဲ့ mental disease ယောဂအမျိုးမျိုးကြောင့်ရလာတဲ့ physical disease နဲ့အဲဒီလို disease နှစ်မျိုးလုံးကိုပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့တနာပြီးတော့ပါမေတ္တာထားပြီးများကြီးဝေတဲ့အလုပ်လက်တွေ့လုပ်ကြပါချစ်သောမျက်လုံးနဲ့ကြည့်ပြီးတော့မေတ္တာရှေ့ထားလုပ်ကြပါလို့တိုက်တွန်းလိုပါတယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီမူလတည်ထောင်စဉ်ကပါတီဖွဲ့စည်းရေးဆိုတာတဲ့အမျိုးသားအရေးသွေးဆောင်တဲ့အဖွဲ့အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်လက်တွေ့ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုအစွမ်းရှိသမျှဖြေရှင်းပေးခဲ့ပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုငြိမ်းချမ်းစွာပြောင်းလဲသွားနိုင်ရေးအတွက်လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲသားလျင်တစ်ခုတည်းသောထွက်ရလမ်းဖြစ်တယ်လို့ယုံကြည်ပါတယ်ယုံကြည်သည့်အတိုင်းကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီမိုကရေစီဟာမဲပေးတာအခြေခံဥပဒေရှိုံနဲ့မလွန်လောက်ပါဘူးလူတစ်ယောက်ရဲ့အခြေခံဥပဒေတို့ကိုအကာအကွယ်ပေးဖို့လိုပါတယ်ပုဂ္ဂလိကလွတ်လပ်ခွင့်မရှိသရွေ့ဒီမိုကရေစီရှိတယ်လို့မမြင်ပါဘူးဒီမိုကရေစီတိုးတက်ဖို့လူအဖွဲ့အစည်းအမြင်ပြောင်းလဲဖို့လိုပါတယ်လူတို့ကိုအာဏာဘယ်လိုပေးမှလဲအစိုးရနဲ့ဘယ်လိုဆက်ဆံမလဲမြန်မာဒီမိုကရေစီပြောင်းလဲရေးအတွက်မူဝါဒပြောင်းလဲမှုနဲ့လူမှုအဖွဲ့အစည်းအမြင်ပြောင်းလဲမှုလိုအပ်ပါတယ်မူဝါဒလက်ရှိစပြီးပြောင်းလဲလာပါပြီအဲ့ဒါကိုကြိုးဆိုပါတယ်လူမှုအဖွဲ့အစည်းပြောင်းလဲဖို့ဆက်ကြိုးစားရရမှာဖြစ်ပါတယ်ဘိုလ်ချုပ်အောင်ဆန်းလိုစစ်ရေးနဲ့နိုင်ငံရေးတွဲပြီးကျင့်ဝတ်ပိုင်အားကောင်းတဲ့လူထုခေါင်းဆောင်နိုင်ငံရေးသမားမျိုးမြန်မာနိုင်ငံမှာလိုအပ်နေပါတယ်နိုင်ငံသားတိုင်းရဲ့အတွင်းနှလုံးသားမှာပြင်းပြတဲ့ဆန္ဒ hidden desire ရှိပါတယ်အဲ့ဒီဆန္ဒကိုရဲဝံ့ထုတ်ဖော်ကြပါမဲဆန္ဒရှင်လူကြီးခင်ဗျာမဲဆန္ဒရှင်လူကြီးကိုအပိုင်း၅ပိုင်းခွဲပြီးရှင်းလင်းတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်သစ်ပြည်တော်စုပေါ်ပေါက်လာပုံကျွန်တော်တို့ပါတီကင်ဆွဲထားတဲ့ခံယူချက်လမ်းစဉ်နဲ့လုပ်ငန်းစဉ်ကျွန်တော်တို့ပါတီရဲ့ရွေးကောက်ပွဲပေါ်သဘောထားတဲ့ရွေးကောက်ပွဲတွင်ပါဝင်မှုမဲဆန္ဒရှင်လူထုကြီးရဲ့ရပိုင်ခွင့်ခေတ်သစ်ပြည်တော်စုပါတီကိုယ်စားလှယ်လောင်းများအတွက်မေတ္တာမဲပန်ကြားခြင်းတောင်းခံခြင်းအဆင့်ဖြစ်ပါတယ်ခင်ဗျာခေတ်သစ်ပြည်တော်စုပါတီရခင်ရှိခဲ့တဲ့ပြည်တော်စုပါတီပထစအဖွဲ့ကြီးရဲ့သဘောထားခံယူချက်များဆက်လက်၍ခေတ်နဲ့ညီဆောင်ရွက်သွားရန်ဖွဲ့စည်းလုပ်လိုက်တဲ့ပါတီဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာကျွန်တော်တို့ခေတ်သစ်ပြည်တော်စုပါတီခံယူထားတဲ့ဝါဒကမေတ္တာဝါဒဖြစ်ပါတယ်ကမ္ဘာလူသားတို့အကြိုက်တူဝါဒတစ်ခုကိုစတင်တည်ထောင်ခဲ့ကြရမှာကိုချင်းစာမေတ္တာဝါဒကမ္ဘာဦးဝါဒကမ္ဘာသစ်တည်ထောင်သောဝါဒဖြစ်ပါတယ်မေတ္တာဝါဒကိုဆွဲကင်ပြီးကျင့်သုံးကြမယ်ဆိုရင်အရာရာအောင်မြင်မယ်လို့ယုံကြည်ပါတယ်ပြည်သူလူထုကြီးခင်ဗျာကျွန်တော်တို့ခေတ်သစ်ပြည်တော်စုပါတီရဲ့လုပ်ငန်းတွေကိုအောက်ပါအတိုင်းချမှတ်ထားပါတယ်လက်ငင်းဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုအစွမ်းရှိသမျှဖြေရှင်းပေးရန်ဒီကနေ့ကျွန်တော်တို့ပြည်တော်စုမှာမဖြေရှင်းရင်မဖြစ်တဲ့ပြဿနာဟာပြည်တွင်းငြိမ်းချမ်းရေးပြဿနာပါငြိမ်းချမ်းရေးရှိမှသာဒီမိုကရေစီရဲ့အဓိပ္ပာယ်ပြည့်စုံပြီးဝါပြောတာရတဲ့ပြည်တော်စုကြီးတည်ထောင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပြည်တွင်းလက်နက်ကိုင်အဖွဲ့မှာပါဝင်နေတဲ့အင်အားစုများအားလုံးကြိုတင်စည်းကမ်းချက်များမထားပဲပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ဖို့အတွက်ဖြည့်ရှင်းကြမှသာရေရှည်တည်တတ်ကျေပြန့်ခိုင်မာတဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့ခေတ်သစ်ပြည်တော်စုပါတီမှမမှိတ်ပတုံယုံကြည်ပါတယ်ယနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတဆင့်ငြိမ်းချမ်းသောလုံခြုံသောညီညွတ်သော Peace Security and Unity မြန်မာနိုင်ငံတော်ကြီးအဖြစ်ရပ်တည်နိုင်အောင်ကြိုးပမ်းကြဖို့ဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာနိုင်ငံဝန်ထမ်းများနဲ့ပတ်သက်ပြီးတော့
နိုင်ငံဝန်ထမ်းများလောက်စတင်ဝင်ရောက်တဲ့အဆင့်မှအမြင့်ဆုံးအဆင့်ထိရောက်ရှိခံစားခွင့်နှင့်အငြိမ်းစားဝန်ထမ်းများအတွက်ခေတ်နှင့်လျော်ညီသောလစာရိက္ခာများရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့မှန်ကန်သောကမ္ဘာအဆင့်မီကမ္ဘာနဲ့ရင်မောင်တနိုင်တဲ့စီးပွားရေးစနစ် Free and Competitive Trade Policy စနစ်ကိုချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်ကဆက်ဖက်ကြိုးကိုင်မှုကင်းသောလွတ်လပ်စွာရှင်ပြိုင်ထုတ်လုပ်ရောင်းချသည့်စီးပွားရေးစနစ်တရားကိုတည်ထောင်အကောင်အထည်ဖော်ခြင်းဖြင့်ဖွံ့ဖြိုးမှုအနိုင်ဆုံးနိုင်ငံ LDC တနိုင်ငံဘဝမှလွတ်မြောက်စေမှာဖြစ်ပါတယ်။ဒီစနစ်ဖြင့်ကုန်ပစ္စည်းများပေါ်များရေးကုန်ပစ္စည်းဈေးနှုန်းများကျဆင်းရေးပြုလုပ်ရန်ရည်ရွယ်ပါတယ်။မြန်မာငွေရဲ့တန်ဖိုးကိုနိုင်ငံခြားငွေများနဲ့ကွာဟချက်နည်းနိုင်သမျှနည်းအောင်စီမံမှုတွေချမှတ်ထားပါမယ်။ပြည်တွင်းသုံးငွေကိုလည်းအာမခံချက်ရရှိရေးဥပဒေရေးဆွဲထားမှာဖြစ်ပါတယ်။လူထုကျန်းမာရေးနဲ့ပတ်သက်ပြီးလက်ရှိကျန်းမာရေးစနစ်ဟာ80%သောပြည်သူများနေထိုင်တဲ့ကျေးရွာနှင့်ဝေးလံခေါင်ပါသောဒေသမှာရှိတဲ့ပြည်သူများအတွက်လက်လှမ်းမီနိုင်မှုအနေအထားများစွာလိုအပ်နေစေဖြစ်ပါတယ်။ဒီကိစ္စကိုအဖြေရှာနိုင်ရန်ပြည်သူတရားလုံးလွှမ်းခြုံသောတာမျှညီကျန်းမာရေးစောင့်ရှောက်မှုစနစ် Universal Health Coverage ကိုဒီဇိုင်းမှအားထည့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့အနာဂတ်မြန်မာနိုင်ငံတော်ကလေးသူငယ်များအရေးကျန်းမာရေးပညာရေးအပိုင်းမှာနိုင်ငံတော်ဘတ်ဂျက်မှတီးခြားခေါင်းစဉ်ဖြင့်ခွင့်ပြုသုံးစွဲနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကမ္ဘာအဆင့်ပညာရေးစနစ်ကိုအကောင်အထည်ဖော်သွားပါမယ်။ကျောင်းသားသမဂ္ဂဆရာများသမဂ္ဂများဖွဲ့စည်းခွင့်ရရှိရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။အမျိုးသားပညာရေးဥပဒေရေးဆွဲပြဋ္ဌာန်းရာ၌အနာဂတ်အတွက်နဲ့ယနေ့ဖြစ်ပေါ်နေသောအခြေအနေအရကိုပြုပြင်ပြောင်းလဲပြီးနိုင်ငံတကာစံချိန်မီပညာရေးစနစ်ဖြစ်ပေါ်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။အလုပ်သမားများနဲ့ပတ်သက်ပြီးအလုပ်သမားတွေအရာထမ်းအမှုထမ်းတွေမနစ်နာရအောင်၎င်းတို့ဘဝကာကွယ်ပေးမဲ့စီမင်းဥပဒေတွေပြဋ္ဌာန်းပေးသွားမှာဖြစ်ပါတယ်။အလုပ်သမားပြီးတော့လယ်သမားနဲ့ပတ်သက်ပြီးတော့လည်းယခုလက်ရှိဖြစ်ပေါ်နေတဲ့ရှိနေတဲ့လယ်ယာမြေဥပဒေကိုဖျက်သိမ်းရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။လယ်ယာမြေလက်ရှိမြေရှင်ကြီးများပေါ်ပေါက်စေတဲ့စနစ်ကိုဖျက်သိမ်းသွားမှာဖြစ်ပါတယ်။နိုင်ငံခြားရေးနဲ့ပတ်သက်ပြီးလွတ်လပ်ပြီးဘက်မလိုက်တဲ့နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသွားမှာဖြစ်ပါတယ်။တရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ဥပဒေနဲ့အညီတရားစီရင်သောတရားစီရင်ရေးဆိုင်ရာဥပဒေသစ်များရေးဆွဲပြဋ္ဌာန်းပြီးလူထုအားလုံးအားကိုးလေးစားသောတရားစီရင်ရေးပေါ်ပေါက်လာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ခေတ်သစ်ပြည်ထောင်စုပါတီရဲ့အလံနဲ့တစိမ့်နဲ့ပတ်သက်ပြီးတော့ပါတီအလံရဲ့နောက်ခံအပြာရောင်မှာပြည်ထောင်စုတိုင်းရင်းသားလူမျိုးစုအားလုံးအေးတူပူအမျှဥမကွဲတိုင်းမပြည့်အတူတကွနေမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဖြူရောင်14ခုကျယ်14ခုကတော့ဆက်ဝိုင်းတိဆောက်ထားခြင်းမှာတိုင်းနယ်ပြည်နယ်14ခုတို့တိုင်းရင်းသားလူမျိုးအားလုံးရဲ့သဘောထားကိုဖော်ညွှန်းထားခြင်းဖြစ်ပါတယ်။ခေတ်သစ်ပြည်ထောင်စုပါတီစလုံးအဝါရောင်မှာတီလှသမာဓိနည်းပညာတို့ကိုဖော်ညွှန်းပါတယ်။ NEU မှာ New Evil Union Party အတူကောက်စလုံးဖြစ်ပြီးတော့အစိမ်းရောင်မှာပြည်ရင်းငြိမ်းချမ်းရေးကိုဖော်ညွှန်းခြင်းဖြစ်ပါတယ်။ယနေ့ရွေးကောက်ပွဲဟာလူလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီအတွက်သေရေးရှင်ရေးတွေမြအရေးကြီးသောပြည်သူစန္ဒပြပွဲကြီးဖြစ်ပါတယ်။လွှတ်တော်တွင်ဥပဒေရေးရာဆွေးနွေးအကြံပြုနိုင်သူများရောက်ရှိရေးဆောင်ရွက်ကြပါလို့တိုက်တွန်းရင်းညီကုန်းချောအပ်ပါတယ်ခင်ဗျာလူသစ်စိတ်သစ်ဖြင့်နိုင်ငံတော်သစ်တည်ဆောက်ကြပါစို့